ရှိတဲ့တရားနဲ့တရားလက်ဆွဲနှုတ်ဆက်ပြီးတော့တရားနဲ့တရားအပြန်လာကောင်းကြီးပေးကြရအောင်ရှလုံးဆိုပြီးကောင်းကြီးပေးကြရအောင်ရှလုံးရှလုံးရှလုံးအာမင်အာမင်ချီးမွမ်းခြင်းကိုးကွယ်ခြင်းဂုဏ်ပြုထိုက်တဲ့ဘုရားသခင်ကိုကျွန်တော်တို့အားရပါရကျွန်တော်တို့ချီးမွမ်းကြရအောင်သူ့ရဲ့မျက်မှောက်တော်တွေကိုတိုးဝင်ကြရအောင်ဒီနေ့ဒီချိန်မှာအသင်းတော်ကိုလာကြည့်သောသူတွေမြောင်များစွာရှိပေမဲ့အကြောင်းမျိုးစုံတော့မလာရောက်နိုင်ကြတဲ့သူတွေလည်းရှိတယ်ဒီနေ့ကျွန်တော်တို့ရောက်ရှိလာတဲ့သူတွေကကျွန်တော်တို့ကောင်းကြီးခံစားတဲ့သူတို့ခံယူပြီးတော့ကျွန်တော်တို့ရက်တစ်ထောင်တဲ့ဆိုတဲ့ကြီးဝမ်းခြင်းနဲ့ကျွန်တော်တို့သွားကြရအောင်နော်အခြားအရက်မှနေပေမဲ့သူ့ရဲ့မျက်မှောက်တော်ထဲမှာပျော်မွေ့ခြင်းကတာ၍ကောင်းတယ်ဆိုတာကိုကျွန်တော်တို့ဝန်ခံရင်းနဲ့ကျွန်တော်တို့အတ္တတာကိုဆင်ခြင်ကြရအောင်သာတော်ရဲ့မရှိနေတဲ့ရဲ့တထောင်တည်းအိမ်တော်မရှိနေတဲ့တည်းကကျွန်ုပ်တို့သာ၍ကောင်းသည်သာတော်ရဲ့မရှိနေတဲ့ရဲ့တထောင်တည်းအိမ်တော်မရှိနေတဲ့တည်းကကျွန်ုပ်တို့သာ၍ကောင်းသည်သာတော်ရဲ့မရှိနေတဲ့ရဲ့တထောင်တည်းအိမ်တော်မရှိနေတဲ့တည်းကကျွန်ုပ်တို့သာ၍ကောင်းသည်ကိုရောရဲ့မျက်မှောက်တော်ကရေးကြည့်ဆုံးပါပဲဘယ်ရနဲ့မှစားလို့မရနိုင်ဘူးဝိညာဉ်မှာတောင်းတဆုံးပါကိုတော်မြတ်မောင်တော်ပဲလိုချင်တာကိုတော်မြတ်မောင်တော်ပဲကိုတော်ရဲ့မျက်မှောက်တော်ကကျွန်တော်အားဆွဲဆောင်နေရာရာတွေတက်ဖို့ပြီးတော့ဆွဲလိုက်ဆုံးပါမယ်ဝိညာဉ်မှာလွတ်ဆက်ဆုံးပါကိုတော်မြတ်မောင်တော်ပဲနေကြလာကိုတော်မြတ်မောင်တော်တဲ့သာတော်ရဲ့မရှိနေတဲ့တောင်းတဲ့အိမ်တော်မရှိနေတဲ့တည်းကကျွန်ုပ်တို့သာ၍ကောင်းသည်သာတော်ရဲ့မရှိနေတဲ့တောင်းတဲ့အိမ်တော်မရှိနေတဲ့တည်းကကျွန်ုပ်တို့သာ၍ကောင်းချာရမနေလာတဲ့သူရဲ့မျက်မှောက်တော်ထဲမှာတိုးဝင်ခြင်းကဝမ်းမြောက်ခြင်းနဲ့တိုးဝင်လာရင်အံ့ဖွယ်သောကောင်းကြီးမင်္ဂလာတွေကျွန်တော်တို့ပြင်ဆင်ထားတာဖြစ်တယ်ဆွေအကောင်လို့ကျွန်တော်ဘုရားရဲ့မျက်မှောက်တော်ထဲမှာပျော်ပွေသောသူဖြစ်ကြရအောင်တော်ရဲ့မျက်မှောက်တော်ကအရေးကြီးဆုံးပါပဲဘယ်ဟာနဲ့မှစားလို့မရနိုင်ဘူးတောင်းတဆုံးကိုတော်မြတ်မောင်တော်ပဲလိုချင်တာကိုတော်မြတ်မောင်တော်ပဲ
machine down there. Buying ain't all machine ready yet. To know that I got it. Chalo ya machine down there. Ain't all machine ready yet. Ara jamlo dine di chemaကျွန်တော်တို့ရဲ့အသက်တာကလည်းဘုရားရဲ့မျက်မှောက်တော်ထဲမှာပျော်မွေ့ပြီးတော့တွာလာတတ်တော်သူတွေဖြစ်ဖို့ရဘုရားသခင်အလိုတော်ရှိတာဖြစ်တယ်။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့တွေကဝိညာဉ်တော်ဘုရားရဲ့ဥဆောင်ခြင်းနဲ့သခင်ယေရှုကျွန်တော်တို့ကိုဘာတွေလှုပ်စေခြင်းလဲဆိုတော့နားလည်သောအသက်တာဖြစ်ဖို့ရဘုရားသခင်အလိုတော်ရှိတာဖြစ်တယ်။သူရဲ့မျက်မှောက်တော်ထဲမှာပျော်မွေ့တတ်တော်သူတွေဖြစ်ဖို့ရဘုရားသခင်အလိုတော်ရှိတာဖြစ်တယ်။ကျွန်တော်တို့ရဲ့တာဝိလေးရဲ့ပုံသက်တွေကျွန်တော်တို့ပြန်ယူဖို့ရဘုရားသခင်အလိုတော်ရှိတယ်ဖြစ်တယ်။ကြောင့်လို့ဒီလိုမျိုးဆိုရင်ဘုရားချီးမွမ်းခြင်းနဲ့ဆက်လက်သွားကြရအောင်။ရာရမျက်မှောက်တော်ထဲမှာပျော်မွေ့လာတဲ့တစ်ခုပြီးတစ်ခုကောင်းကြီးမင်္ဂလာတွေကျွန်တော်နောက်လိုက်ရအောင်။အားရပါရကြောင့်တစ်ခုတီးပြီးတော့ဘုရားကိုချီးမွမ်းကြရမယ်ဒီနေ့ကောင်းမြတ်တဲ့ချီးမွမ်းတဲ့ကိုယ်ွယ်တဲ့ဘုရားကိုကျွန်တော်လာတာဖြစ်တယ်။Say I'm a near time to Bobo be say Jalade. God, you are so good. Yeah, you're so like that. Team alone and buy it.
like that. Chase I'm a day like that. Oh, be safe, God, you are so good. The eye that night you're so like that. Team alone and buy a photo. Oh, be season. Possible with God. The could love you and put it in way out. Yo, did I do what I could love you and put it as I am open. Midnight, I'm a Shiva. But that night, I'm a Shiva.ကိုးကွယ်တဲ့ဘုရားကမတတ်နိုင်တာမရှိဘူးမဖြစ်နိုင်တာမရှိဘူးလမ်းမရှိရတော့လမ်းဖွင့်ပေးတယ်ရေမရှိရတော့ကြောက်ထဲကနေရေထွက်စေတဲ့ဘုရားဖြစ်တယ်အဲကြောင့်မလို့ဆက်လက်ပြီးတော့ကျွန်တော်တို့ကိုးကွယ်တဲ့ဘာဝတော်ဘုရားဖြစ်တယ်ဆိုတော့အားလုံးသိပြီးသားဖြစ်တယ်ကျွန်တော်တို့ဘုရားတောင်းနေတာကဘုံနည်းစေကတော့ရှိတဲ့ယုံကြည်ခြင်းလေးပဲတောင်းနေတာဖြစ်တယ်လေးရတော့ဆိုတဲ့ကြီးမွန်ခြင်းနဲ့ဆက်လက်တိုးကြရအောင်Llegos piesere, nego leyeta zere, kudoyeta naijine, kantalo miyabu, bile mondai gonye zere, jibo male lansha zere, kudoyeta naijine. Baby, Tasilo, Mayabu, Kuro, Piss, Yo, Lare,
င်ရှားဖို့ရဖြစ်တယ်တကယ်ယေရှုခရစ်တော်ဘုန်းတော်ထင်ရှားဖို့ရတဲ့ဒီနေ့ကျွန်တော်တို့တွေအခက်အခဲပြဿနာအနာရောဂါတွေကြုံတွေ့နေတာဖြစ်တယ်အရာအားလုံးကခရစ်တော်ဘုန်းတော်ထင်ရှားစေဖို့ရတာဖြစ်တယ်ကိုရောလက်ထဲမှာအနန္တကြရအောင်ကိုရောအတွက်အခက်အခဲတော့ရဘူးမှမရှိဘူးတန်တဲ့ဝိခိုင်းတဲ့ဒါကိုချီးမွမ်းကြကိုရောအတွက်ခက်ခဲတော့ရကိုရောအတွက်ခက်ခဲတော့ရသုံးခုမှရှိဘူးအာမင်ဘာခုမှရှိဘူးကိုရောအတွက်ခက်ခဲတော့ရကိုရောအတွက်ခက်ခဲတော့ရသုံးခုမှမရှိဘူး Praise the Lord ဘာခုမှရှိမလားအဘနာဆုံးကကိုရောအတွက်ခက်ခဲတော့ရကိုရောအတွက်ခက်ခဲတော့ရသုံးခုမှမရှိဘူးတော်ရတဲ့နိုင်ချင်ရတဲ့မှာအကုန်တက်ရှိသွားမိဝမ်းတဲ့ကမမြင်နိုင်ဘူးမိဝမ်းတဲ့ကချစ်တဲ့ကိုတော်ရတဲ့နိုင်ချင်ရတဲ့အကုန်ချမ်းသာသွားအာမင်အာမင်အာမင်ဒီနေ့ကျွန်တော်တို့ကြုံတွေ့နေရတဲ့အရာအားလုံးဟာခရစ်တော်ယေရှုဘုရားဘုန်းတော်ထင်ရှားဖို့ရတာဖြစ်တယ်ကျွန်တော်တို့ယုံကြည်ခြင်းနဲ့ပဲခွန်အားယူကြရအောင်ခုနဖတ်သလိုပဲယောဟန်7:4ထဲမှာဒီနေ့အနာရောဂါကြီးကိုတောင်းတနေတဲ့သူတွေကျမ်းမာခြင်းကိုမျှော်လင့်နေတဲ့သူတွေကဒါကျွန်တော်တို့တင်တာဖို့ဘုန်းတော်ထင်ရှားဖို့ရတာဖြစ်တယ်အာမင်အာမင်ကျွန်တော်အကြောင်းလို့နောက်ဆုံးနေတယ် Let me tell you something today we can see the goodness of God but I was singing Myanmar version ကျွန်တော် goodness of God ဒီကလေးကိုချီကိုကျွန်တော်မြန်မာလိုနဲ့ချီးမွမ်းနဲ့အထံတော်တဲ့လိုပြန်တဲ့ဒိုးဝင်ကြရအောင်တကယ်ကျွန်တော်ချီသည်စင်တီနေတဲ့တနာကြီးနေရစေကိုရောလဲနိုင်တဲ့ဒီနေ့ que no te masa ne me mocho ti dai a chi wa ni ko ra ka de cha lo le wa shall lo ti ne re sa wa shall lo Shai gwe ya de ka ta che na chi wa ko ra ka ya cha we go amen ta no ne ta tu shi pe ka mi ja ke na ma mai soရှိတဲ့အိမ်မှာနေလားဗျာအာမင်အချစ်ဆုံးကျွန်တော်ရဲ့ဖာကြီးဘယ်လိုဆုံးမဲဆွေဝိညာဉ်တော်ကောင်းမကြရအောင်ကျွန်တော်ကရှိကိုရတဲ့ဝါရှောင်းလို့
笑容高面路耶稣是晒归呀的看的真爱希望你不老高的照我笑容地面的天上我笑容高面路耶稣是晒归呀的看的真爱希望他说的话哎呀把它听完了高面的那边我笑容高面的天上我笑容高面的耶稣是晒归呀的看的真爱希望不老高的照顾希望不老高的照顾希望不老高的照顾阿门ကောင်းကင်နဲ့မြေကြီးမတည်တော်လဲငါစကားတည်လိမ့်မည်လို့ဂတိပေးသောတပါးသီးသာရှိသောသခင်ယေရှုဖခင်ကိုဒီနေ့ကျွန်တော်တို့ချီးမွမ်းကိုးကွယ်ခွင့်ရတဲ့အတွက်နာမတော်ကိုချီးမွမ်းတယ်ကောင်းကြီးရနေလို့ချီးမွမ်းတာမဟုတ်ပဲနဲ့ကောင်းကောင်းမကောင်းကောင်းချီးမွမ်းထိုက်တဲ့ဂုဏ်ပြုထိုက်တဲ့ကိုးကွယ်ထိုက်တဲ့ဖခင်ကိုချီးမွမ်းခွင့်ရတာကိုဝမ်းမြောက်ခြင်းနဲ့ကျွန်တော်တို့ရဲ့မျက်မှောက်တော်ထဲမှာပျော်မွေ့သောအတ္တတာဖြစ်ဖို့ရန်သခင်ယေရှုဖခင်၏ကောင်းကြီးနှင့်ဝိညာဉ်တော်ဖခင်၏မဆာခြင်းနှင့်တာ၍ခရစ်တော်၏နှုတ်ကပတ်တော်မှာတရားကိုနားလည်၍လိုက်လျှောက်တော်အတ္တတာဖြစ်ဖို့ရန်ဒါသမီးအရောက်စီတိုင်းပေါ်မှာဆက်လက်၍ဝိညာဉ်တော်ဖခင်အတ္တတာအသီးသီးကိုတွင်တင်လမ်းပြပဲ့ပြင်ပေးထားတော်မူသည့်အတွက်နာမတော်ကိုချီးမွမ်းတယ်ဒီနေ့ကျွန်တော်တို့ရဲ့ချီးမွမ်းဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်တစ်ခုချင်းစီတိုင်းကိုသခင်ယေရှုဖခင်ကောင်းကြီးပေးထားတော်မူတဲ့ကဲ့သို့တန်ရှင်းသောဝိညာဉ်တော်ဖခင်ဦးဆောင်ပေးထားတော်မူသည့်အတွက်နာမတော်ကိုချီးမွမ်းတယ်ဒီနေ့ကျွန်တော်တို့ရဲ့ချီးမွမ်းဝတ်ပြုကိုးကွယ်ခြင်းကိုလည်းငွေကြိုင်သောရစ်အနံ့ဖြင့်လက်ခံပေးတော်မူသည့်အတွက်လည်းနာမတော်ကိုချီးမွမ်းတယ်ယေရှုတော်သည်ကြီးမားလာပါသည်ဝန်ခံလျက်သားသမီးအယောက်စီတိုင်းကိုအဂပေမေတ္တာဖြင့်ချစ်တော်တပါးသီးသာရှိတော်သခင်ယေရှုခရစ်တော်၏မြတ်သောမဟာနာမကိုမြည်ပြချီးမွမ်းပြီးမှအစီအစဉ်တစ်ခုချင်းစီတိုင်းကိုလက်ဝဲသို့ပြန်လည်၍စက္ကအနံဆုတောင်းကြပါတယ်အဖမြတ်စွာဘုရားသခင်အာမင်ကောင်းမြတ်တဲ့ဘုရားကိုလက်ခုပ်တီးပြီးပြန်ထိုင်နိုင်ပါပြီworship တခြင်းအဖြစ်ဦးဆောင်ပြီးသွားတော့ worship တင်များကိုအထူးပဲကျူးတင်ရှိပါတယ်အခုအချိန်မှာကျွန်တော်တို့ကလေးသူငယ်များကဂုဏ်တော်ချီးမွမ်းမဲ့ခြင်းဖြစ်ပါတယ် Mark class ကိုယေရှုနာမဖြင့်ဖိတ်ခေါ်ပါတယ်